ရှင်များတပည့်တော်ကျိုးဆိုလျှောက်ထားပါပြီဗျာတပည့်တော်နားမလဲတာလေလျှောက်ထားခွင့်ပြုပါဗျာရိတ်တာဝင်ပရိစိတ်ထားနဲ့ဘုရားစာရွတ်ဖတ်တာတွေဘာဖြစ်လို့မလုပ်ရတာလဲဆိုတော့သိချင်ပါတယ်ဗျာဒီမေခွန်းနဲ့နည်းနည်းဆန့်ဆက်ဖြစ်ပတိကပိဋကသုံးပုံနဲ့မပါအောင်ကြားဘူးပိဋကသုံးပုံနဲ့မပတိမပါဘူးဟိုဘေးခေရှိပါတယ်မှာလေပတိမပါဘူးတတိထားမယ်နောက်ပြီးတော့တိရိငါဆရာတော်တွေကပတိလုံးဝမကန်ကိုင်းတဲ့တပားဆိုရင်သူကဟို exceptional ကို odd ဖြစ်နေပတိကိုအဓိကကိုင်းတာမဟာယာနနိုင်ငံကိုင်းမဟာယာနနိုင်ငံအကြီးကကိုင်းထေရဝါဒနိုင်ငံထဲမှာကိုင်းတာမြန်မာပြည်ပဲကိုင်းကျန်တဲ့နိုင်ငံလည်းပဲကိုင်းနောက်ပတိကိုဘယ်သူကိုင်းရောဟိန္ဒူတွေကိုင်း108လုံးပဲနောက်ဘယ်သူကိုင်းလဲခရိယန်တွေမွတ်စလင်တွေကိုင်းမွတ်စလင်တွေအလုံး100နောက်ခရိယန်တွေကိုင်းအလုံးဒီကုန်းကတော့သေးပါဒါပေမဲ့ပရိကိုင်တာကသူက instrument အနေနဲ့အသုံးပြုတာ instrument အဲ့ဒီ instrument မလို့တဲ့ပုဂ္ဂိုလ်လည်းရှိတယ်အထောက်အကူဖြစ်တဲ့ပုဂ္ဂိုလ်ရိတ်တာထဲမှာစိတ်ကိုတိုက်ရိုက်ကြည့်နေတယ်ဆိုမှတော့ပရိမလို့စိတ်ကိုတိုက်ရိုက်ကြည့်နေတဲ့ပုဂ္ဂိုလ်ဆိုရင်အသက်ရှူတဲ့အခါမှာ1နှစ်3ရှူဖို့မလို1နှစ်3ရှူဖို့မလိုသူတိုက်ရိုက်ကြည့်နေတာတိုက်ရိုက်မကြည့်နိုင်တဲ့ပုဂ္ဂိုလ်အထောက်အကူဖြစ်အောင်ဆိုပြီးတော့1နှစ်3နှစ်ကြည့်ပေးတာလေအဲ့လိုကြည့်ပေးတယ်နောက်ရုပ်ဖတ်တာကျတော့လည်းဒီတိုင်းပဲစိတ်ကိုတည်ငြိမ်အောင်လုပ်ရုပ်ဖတ်စိတ်ကိုတည်ငြိမ်အောင်လုပ်တယ်နောက်ပြီးတော့စိတ်ကိုမြတ်စွာဘုရားရဲ့တရားဘက်ကိုဥတည်အောင် orientate လုပ်တယ်ရုပ်ဖတ်တယ်တရားထိုင်တဲ့ကကျတော့စိတ်ကိုတစ်ချိန်လုံးအဲ့ဒီထဲမှာမနောကံနဲ့လုပ်နေတာရုပ်ဖတ်တာကဝစီကံကုသိုလ်ဆိုရင်ဟိုကမနောကံကုသိုလ်ဖြစ်ပတိနဲ့ဒီလိုကိုင်တာကကာယကံကုသိုလ်ဖြစ်အဲ့တော့မနောကံကုသိုလ်ကိုင်လိုက်ရင်ဉာဏ်နဲ့တစ်ခုပါသွားတယ်လို့အဲ့ဒီဟောပေါ့